Hello မင်္ဂလာပါကျွန်တော်ဒီနေ့ပြပြချင်တာကတော့ကျွန်တော်နဲ့ High Culture မြန်မာနဲ့ collaboration လုပ်ခဲ့တဲ့ project လေးရဲ့အစအဆုံးကိုကျွန်တော်ရိုက်မိထားတာလေးတွေကိုဗီဒီယိုလေးတစ်ခုအနေနဲ့ပြန်တင်ပေးတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်နဲ့ High Culture ရဲ့ပထမဆုံး collab လုပ်ခဲ့တဲ့ event လေးဖြစ်ပါတယ်ဒီ event ကိုလာတဲ့လူတွေနဲ့အတူတူကျွန်တော်တို့ Power Act တွေအတူတူ create လုပ်ခဲ့ကြတဲ့ event လေးဖြစ်ပါတယ်ကျွန်တော်ဖန်တီးထားတဲ့ The Luna ဆိုတဲ့အောက်တီကို High Culture ရဲ့ product တွေပေါ်မှာမြင်ရဖို့အတွက်ကျွန်တော် sketch တွေစလုပ်ပါတယ်ကျွန်တော်တို့တစ်နှစ်လောက် sketch တွေလုပ်တယ် product တွေပေါ်မှာ sample တွေထုတ်ကြည့်တယ် production လုပ်တယ်ဆိုတဲ့ဟာတွေအကုန်လုံးအားလုံးပေါင်းတစ်နှစ်လောက်အချိန်ယူပြီးတော့ချိန်မှာတော့ကျွန်တော်တို့ product ကို launch လုပ်ဖို့ဖြစ်လာခဲ့ပါတယ်ကျွန်တော်တို့ရဲ့ The Luna collection ရဲ့ပထမဆုံး collection လေးနဲ့ထွက်လာပါကတော့ခြေအိတ်အဖြူနံနဲ့ t-shirt အဖြူနံဖြစ်ပါတယ်ဒီကတော့ launch အတွက်ကျွန်တော်တို့ podcast လေးရိုက်နေဖြစ်ပါတယ်ဒီ podcast လေးကိုလည်း High Culture မြန်မာရဲ့ page မှာသွားကြည့်လို့ရပါတယ်ဒီ podcast မှာကကျွန်တော်တို့ collection ရဲ့အကြောင်းအနေနဲ့ product တွေအကြောင်းရှင်းပြထားတာဖြစ်တဲ့အတွက်ဒီ video မှာတော့ကျွန်တော်အထင်မပြောတော့ပါဘူးဒါလေးကတော့ကျွန်တော်တို့ launch လုပ်ပြီးပထမဆုံးနေ့ဖြစ်တဲ့စိန်ကျွန်း City Mall ရဲ့ High Culture မြန်မာ official store ရဲ့ပုံရိပ်လေးဖြစ်ပါတယ်ပထမဆုံး product လေးဝယ်ယူခဲ့တဲ့သူတွေရဲ့ကျွန်တော်စီကိုချက်ပေါက်ကလာပို့ပေးတဲ့ပုံလေးနဲ့သူတို့ရဲ့ story မှာတင်ထားတာလေးကိုလည်းဒီထဲမှာထည့်ပေးလိုက်ပါတယ်လေးဝယ်ယူအားပေးတဲ့သူတွေကကျွန်တော်ကနေလက်ဆောင်ပေးထားတဲ့အတွက် Facebook ရဲ့ story မှာတင်ပေးတဲ့သူတွေကအားလုံးကိုဒီကနေပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဒါလေးတွေကတော့ဒီ product နဲ့ပတ်သက်ပြီးတော့ကျွန်တော်စီကိုလာပို့ပေးတဲ့ကျွန်တော်ချက်ပေါက်က comment လေးဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ Star City ရဲ့ The Oval Launching မှာလုပ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ pop-up store ပဲဖြစ်ပါတယ်ဒါတော့ Junction City မှာရှိတဲ့ High Culture မြန်မာရဲ့ official store မှာကျွန်တော်ရဲ့ product လေးတွေကို display လုပ်ထားတဲ့ပုံရိပ်လေးဖြစ်ပါတယ်ဒီနေ့ကတော့ဘန်ကောက်မှာရှိတဲ့ကျွန်တော်တို့ Mocha Contemporary Art Museum မှာကျွန်တော်ပေါ်တဲ့လေးတွေကို photoshoot သွားလုပ်ခဲ့တဲ့နေ့လေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ် collection နဲ့အတူပြန်တွေ့ပါမယ်
နောက်ထပ် collection ကလည်းကျွန်တော်တို့ပြီးသလောက်ဖြစ်နေပြီဆိုတော့မကြခင်ထွက်လာအောင်မှာဖြစ်ပါတယ်ဘယ်လို product လေးထွက်လာမှာလဲဘယ်လိုအရာတွေပါအောင်မှာလဲကိုထင်တာလေးတွေကိုဒီ video ရဲ့ comment မှာရေးသွားလို့ရပါတယ်ကျွန်တော်တို့မကြခင်ပြန်လာခဲ့ပါမယ်